ကမ္ဘာအချမ်းသာဆုံးမြို့လို့ဆိုကြသလိုကမ္ဘာအထူးဆန်းဆုံးမြို့လို့လည်းဆိုကြပါတယ်။ဘာလို့လဲဆိုတော့တဲခဲနိုင်ရကနေမြို့ဖြစ်လာလို့ပါပဲ။နောက်ထပ်ထူးခြားဆုံးအချက်ကတော့သူတို့မှအပေါ်ဆုံးကပတ်စံဖြစ်နေတာပါ။ဒါကြောင့်အလုံးလိုကဈေးကြီးဆုံးစရာတွေကိုပဲသုံးနေကြတာဖြစ်ပြီးငွေကိုရေလိုသုံးတာထက်လေလိုသုံးနေရလို့ပြောရမှာပါ။နံပါတ်1ဈေးကြီးဆုံးကဒီမှာရှိတဲ့ကားတိုင်းကဈေးအင်မတန်မှကြီးတဲ့ကားတွေပဲရှိတာဖြစ်ပြီးတော့ဒေါ်လာ3သိန်းတန် Ferrari ကအနည်းဆုံးကားပါတဲ့အဲ့ဒီမှာရှိတဲ့ကားတွေတော်တော်များများကဒေါ်လာတန်းစီပေးရတဲ့ကားတွေကြီးဖြစ်ပြီးပကာတီကားတွေဒီလိုကားတွေကနေရာတိုင်းမှာပိုများများရှိနေပါတယ်ဒီလိုဈေးကြီးတဲ့ကားတွေကိုဖူးဖူးမှုတ်ထားတာမျိုးမဟုတ်ဘဲနဲ့အကျန်းစီသဘောသာထားတာဖြစ်ပြီးပျက်စီးလာတဲ့ခါလဲလွယ်လွယ်ပဲပြစ်လိုက်ကြပါတယ်ဒူဘိုင်းမှာစွန့်ပစ်ခင်ရတဲ့ကားစီးတွေကနှစ်စဉ်3000လောက်ရှိပါတယ်နံပါတ်2ရွှေရ ATM ဆက်ရွှေနဲ့လုပ်ထားတဲ့ ATM ဆက်ဆိုတာကပုံမြင်မဟုတ်ဘဲနဲ့တကယ်ရှိခဲ့တာပါဒူဘိုင်းကပေါ်လုံးလုံးရွှေကိုတံမိုးထားစရာလို့ကိုမမြင်တာပါဒီမှာရွှေတစ်ကြက်သားတော်လူတွေကတံမိုးထားကြပေမဲ့သူတို့ကတော့ရွှေကိုလမ်းမေးက ATM ဆက်မှလုံးသုံးထားပါတယ်ဒါပေမဲ့ဒါကရွရွငွေထုတ်တဲ့ ATM ဆက်တော့မဟုတ်ပါဘူးသင်ကရွှေစုကျင်နေဆိုရင်တော့ဒီ ATM ဆက်မှာရွှေတုံးလေးတွေဝယ်လို့ရပါတယ်ဆက်ထဲကိုဒေါ်လာတွေထည့်လိုက်ရုံနဲ့ဆက်ထဲကနေ10ဂရမ်ကနေစလို့250ဂရမ်ထိကိုတင်လိုချင်သလိုဝယ်စုနိုင်ပါတယ်250ဂရမ်ရွှေလုံးတစ်တုံးကိုလိုချင်တော့ဒေါ်လာ1000ခွဲလောက်တော့ကျသင့်မှာပဲဖြစ်ပါတယ်ဒါကအမြဲတမ်းတော့မဟုတ်ဘဲနဲ့ရွှေဈေးပြောင်းလဲပေါ်မူတည်ပြီးတော့ပြောင်းလဲနေမှာပါဒီရွှေဈေးကိုလည်းအင်တာနက်ကနေအလွယ်တကူရှာဖွေလို့ရပါတယ်နံပါတ်3ရှာရီယာဥပဒေသုံးတဲ့နိုင်ငံဒီပိုင်းကရှာရီယာဥပဒေသုံးတဲ့နိုင်ငံဖြစ်ပါတယ်ရှာရီယာဥပဒေအရဒီနိုင်ငံမှာအကျွေးပြန်မဆက်တာကကြီးလေးတဲ့ပြစ်မှုပဲဖြစ်ပါတယ်ဒါကြောင့်လုပ်ငန်းအရှုံးပေါ်လို့ဒီဝါလီခံနေဆိုပြီးလို့လည်းမရပါဘူးတခြားနိုင်ငံတွေမှာဒီဝါလီဥပဒေရှိပြီးတော့တင်ကအကျွေးတွေကိုပြန်မဆက်နိုင်တဲ့အခါဒီဝါလီခံနေဆိုပြီးတော့လူမဲစည်းရင်သွင်းလိုက်ရင်အကျွေးတွေပြန်ဆက်စရာမလိုတော့ပါဘူးဒါပေမဲ့နောက်ထပ်ဘယ်လုပ်ငန်းကိုမှပြန်စတင်ခွင့်တော့မရှိပါဘူးဒူဘိုင်းမှာတော့ဒါမျိုးမရပါဘူးတင်ကဘာကြောင့်ပဲဖြစ်ဖြစ်အကျွေးကိုပြန်ဆက်ကိုဆက်ရမှာပါနံပါတ်4ကြားနိုင်ခြင်းတွေကိုအိမ်မေးသရိစံဖြစ်မွေးစေတာကျမတို့နိုင်ငံနဲ့နိုင်ငံတော်တော်များများမှာခွေးနဲ့ကြောင်တွေကသာအိမ်မေးသရိစံဖြစ်နေပေမဲ့ဒူဘိုင်းမှာတော့ဒီလိုမဟုတ်ခဲ့ပါဘူးကျမတို့နိုင်ငံမှာကြားနိုင်ခြင်းတွေကိုမြည်ကြည့်တော့သရိစံရုံကိုတွားရမှာပဲဖြစ်ပေမဲ့ဒူဘိုင်းမှာတော့ခြင်းသိတဲ့ကြားကိုအိမ်မှာပဲမွေးမြူတတ်ကြပါတယ်ဒူဘိုင်းရဲ့အိမ်ရှိဆံမင်းသားရှူအန်တမီမိုဟာမက်မှာတော့မူစီဆိုတဲ့ခြင်းသိတစ်ကောင်ရှိပါတယ်ဒါကတင်ရှားတာကိုဥမာပြတာပါတကယ်တော့ဒူဘိုင်းမှာချင်းသစ်ကိုအိမ်မွေးသရိစံဖြစ်မွေးတာမင်းသားတယောက်တည်းတော့မဟုတ်ပါဘူးဒူဘိုင်းကချမ်းသာတဲ့သူတွေရဲ့အိမ်တိုင်းမှာချီတာကြသိန်းကြားနဲ့ချင်းသစ်တွေကိုမွေးထားခဲ့ကြပါတယ်ဒါကတရားဝင်မွေးခဲ့ပေးထားလားဆိုတော့လည်းမဟုတ်ပါဘူးဒူဘိုင်းဥပဒေမှာဒီလိုသားရဲ့သရိစံတွေကိုတရားဝင်မွေးခဲ့မပြုထားပါဘူးဒါကြောင့်ဒီလိုအိမ်မွေးသရိစံကိုမွေးထားတဲ့သူတွေကနှစ်စဉ်တန်ကြေးပေးဆောင်ပြီးတော့မွေးရတာပါဒီမှာပေးရတဲ့ပမာဏကတော့တစ်နှစ်ကိုဒေါ်လာ336,000ဖြစ်ပါတယ်ဒါပေမဲ့သူတို့လိုဘီလီယံနာကြီးတွေအတွက်ကဒါကအကျွေးစည်းလောက်ပဲရှိတဲ့ပမာဏဖြစ်နေတာကြောင့်ဒါကပြဿနာတစ်ခုတော့မဟုတ်ခဲ့ပါဘူးဒီသရိစံတွေကိုဒူဘိုင်းမှာမွေးမယ်ဆိုရင်တရားဝင်ဈေးကွက်နဲ့မှောင်ခိုဈေးကွက်ဆိုပြီးတော့ရှိပါတယ်ကြားနိုင်ခြင်းတွေကိုဝယ်ချင်တော့ဒေါ်လာ3000လောက်ကုန်ကြမှာဖြစ်ပြီးတော့ရှားပါတဲ့ကြားဖို့မျိုးစိတ်ဆိုရင်တော့ဒေါ်လာ9000နဲ့ဝယ်လို့ရပါတယ်နံပါတ်5အပြင်းပြေပြိုင်ပွဲတွေတောင်ကိုရီးယားမှာမြေလောင်းတာကခေတ်စားသလိုမြင်းပြိုင်ပွဲတွေကလည်းအောင်စားနေပေမှာရောလောင်းစားနေပေမှာပဲခေတ်စားပါတယ်။ဒါပေမဲ့ဒီကပြိုင်ပွဲကတော့မြင်းလည်းမဟုတ်ကားလည်းမဟုတ်တဲ့တစ်ကလအုပ်တွေကိုအပြေးပြိုင်ခိုင်းတာပါ။ဒီလိုအပြေးပြိုင်တဲ့တစ်ကလအုပ်တွေကိုတော့လူတွေတက်စီရမျိုးမရှိပါဘူး။ပြေးလန်းနဲ့ဘေးတစ်လျှောက်မှာကားနဲ့လိုက်ကြပြီးတော့သူတို့အားပေးတဲ့တစ်ကလအုပ်ပြိုင်ပွဲကိုဘေးကနေတောက်လျှောက်လိုက်ကြည့်လို့ရပါတယ်။ဒီမှာတစ်ကလအုပ်ရဲ့ကျောပေါ်မှာစပီကာတစ်ခုတက်ပေးထားပြီးတော့ကားပေါ်ကနေညွှန်ကြားလို့ရသလိုသူတို့မြ мян ပြေးဖို့အတွက်အဝေးထင်းခလုံးနဲ့ကြောက်ဘုတ်ကိုထိန်းချုပ်ထားပါတယ်။ဒီပြိုင်ပွဲတွေကဒူဘိုင်းမှာနာမည်ကြီးပြီးတော်တော်လေးလေးကြီးကျယ်တဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်။အနိုင်ရခဲ့ရင်လေစုကြီးကအတော့ကိုများပြီးတော့ဒေါ်လာ2 သန်းလောက်ကိုရပါတယ်။နောက်ဆုံးအနေနဲ့ရွှေရောင်ပစ္စည်းများဒူဘိုင်းမှာတော့ဘိုရိုင်းအင်တာကိုတောင်မှရွှေစင်းနဲ့ပြုလုပ်ထားပါသေးတယ်။ဒီဘိုရိုင်းအင်တာမှာစိန်လုံးပေါင်း4815လုံးပါဝင်ပြီးတော့ရွှေချိန်က335ကာရက်နဲ့ပြုလုပ်ထားတာပါ။ဒီဒေါ်လာ1.28တန်တန်ကြေးရှိတဲ့ဘိုရိုင်းအင်တာကိုဝယ်ယူဖို့ဘလူတွေကများစိတ်ကူးမိကြတာပါလေ။ဒါအပြင်ရွှေအိုင်ဘက်နဲ့ရွှေနဲ့ပြုလုပ်ထားတဲ့အရာတော်တော်များများကဒူဘိုင်းမှာပဲရှိလို့နေပါတယ်။နောက်ထပ်ဒူဘိုင်းမှာပဲရှိတဲ့ထူးဆန်းတဲ့အရာတွေကအများကြီးရှိလို့နေပါသေးတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်။
Channel လေးကိုလည်း Subscribe လုပ်ဖို့ကိုလည်းတောင်းဆိုပါရစေရှင်။